inika imashi tata mimi una atukwa changka mi parona pyo shon e season ko changpa nai ya khop pi lo jesu ro ko chimwan bare asa ale song ti tai aw brad khan atu pa shi ba ashiti gazet de khama longwa athikai mashi bi ke akaung song asa ale song ti pyo shon ne one block swa kaza nai bo inira ko brad khan kaung pi ba mi brown account issue khách của Bray nhất đó nằm ở này along road is of front su tao sắc cả anh này cho bài ba amen ok rồi chân ra tập bài pháp ý khả năng lên biểu bị season của asa bị qua mà bị bỏ rồi rồi chân ra tập bài mà lúc đó là rồi tầm mai là rồi bắt thăm sa rằng account gì nè anh nghe nè sẽ chọn mà tu cái chim quay la đi chi qua gìพยาตะเคียนရှိလူရှိ၌မျက်နာရပြီလို့ပြောပါတယ်ဆိုတော့ရှင်မွေလားဆိုတဲ့ကလေးတယောက်ရှိတယ်တဲ့အဲ့ဒီကလေးလေးကတဲ့พยาตะเคียนရှိမှလေမျက်နာရတယ်တဲ့လူရှိမှလေမျက်နာရတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီလူရှိမှမျက်နာရတယ်ကလေးရှိမှမျက်พยาตะเคียนရှိမှမျက်နာရတယ်လို့ပြောတဲ့အခါမှာလူတိုင်းကကျွန်တော်တို့လေမျက်နာသိရရှိတယ်အာကိုမျက်နာကိုအလိုလိုက်တာကိုစားပေးတာတိတ်ကြိုက်တယ်ကျွန်တော်တန်းမီးလဲဆိုရင်လည်းဘာဖြစ်လဲလူတိုင်းရှင်းမှာကျွန်တော်မျက်နာရတဲ့ဟာလူတိုင်းကချီးမြှောက်တဲ့စကားကိုလူတိုင်းကဘယ်လိုတော့ချီးမွမ်းတဲ့စကားကိုပြောရရှင်တိတ်ကြိုက်တယ်အဲ့တော့ရှင်မွေလာကဘာကြောင့်လူရှိတရားရှိမှာမျက်နာရတယ်လေဆိုတော့အချက်၄ချက်နဲ့ကျွန်တော်ပြောပြချင်တယ်နံပါတ်တရားကိရှင်းမှာဘာကြောင့်မျက်နာရလဲဆိုတော့သူ့ရဲ့ attitude ဆိုတဲ့စိတ်နဲ့စိတ်ထားသဘောထားသိကောင်းတယ်တဲ့ရှင်မွေလာကလေစိတ်ထားကောင်းတယ်စိတ်ထဲမှာစိတ်ကောင်းစိတ်ရောက်သူများကိုချီနှောင်ထားတာမရှိဘူးဒေါသဖြစ်တာမရှိဘူးသူများကိုစိတ်ဆိုးတာမရှိဘူးစိတ်ကောက်တာမရှိဘူးတဲ့တမီးတော့စိတ်ကောက်လားစိတ်ကောက်တတ်လားရံလေးဖြစ်တတ်တာဟုတ်လားစိတ်တော့မကောက်ဘူးရံလေးဖြစ်တတ်တာဆိုတော့ရံမဖြစ်ရဘူးနော်ရံမဖြစ်ရဘူးစိတ်မကောက်ရဘူးဒေါသမထွက်ရဘူးဟုတ်ပြီနော်ဒါဆိုရင်သူများကိုအပြစ်မပြောရဘူးအဲ့လိုမျိုးစိတ်ကောင်းမရှိတဲ့လူကဘုရားရှိမှမျက်နှာမရဘူးတဲ့အဲ့တော့စိတ်ကောင်းရှိရတယ်တဲ့သူများကိုစိတ်မဆိုးရဘူးသူများကိုကျွန်တော်တို့ကိုယ့်ရဲ့ညီမလိုအမလိုမောင်လိုအကိုလိုဒါမျိုးဆက်ဆံရမယ်နော်ဟုတ်ပြီနောက်တစ်ခုဘုရားရှိမှမျက်နှာရဖို့အတွက်တဲ့နံပါတ်1ဘာလို့ရမလဲဆိုတော့စိတ်ထားကောင်းရမယ်နံပါတ်2တို့ wisdom ဆိုတဲ့ပညာရေးပိုင်းမှာထူးချွန်ရတယ်တဲ့ဆိုတော့ကျွန်တော်တို့ကသင်ကြားပေးတဲ့ဟာကိုဒါတစ်ခုပေါ့နော်လူတိုင်းမှာအသိဉာဏ်ရှိတယ်လူတိုင်းမှာကိုယ်တိုင်ဆုံးဖြတ်တတ်တယ်ကိုယ်တိုင်တွေးခေါ်တတ်တယ်ကိုယ်တိုင်ဘယ်လိုပြောမလဲသင်ပေးစရာမလိုပေးတဲ့ original အလိုလိုသိတဲ့အရာကိုပြောချင်တာဖြစ်တယ်အဲ့လိုမျိုးသိဖို့လေလိုအပ်တယ်တဲ့။အော်ဒါကတော့မကောင်းဘူးဒါကတော့ကောင်းတယ်ဒါကတော့မိဘတွေမကြိုက်ဘူးဒါကတော့မိဘတွေကြိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်ပိုင်းခြားပြီးတော့လှုပ်ဆောင်တတ်ဖို့လေဓမ္မအရေးကြီးတယ်တဲ့။ဒါဆိုရင်တရားရှိမှမျက်နှာရတယ်လို့ပြောပါတယ်။နောက်တစ်ခုကတော့ဗါလဲလူရှိမှမျက်နှာရတယ်။ဟုတ်ပြီ။ဟယ်လိုဒီဘက်ကိုလက်မယ်ဒီဘက်ကိုလက်မယ်ရှေ့ဆုံးကနေဒီဘက်ကိုလက်မယ်နော်။ဒီဘက်ကိုလက်မယ်။လူရှိမှမျက်နှာရချင်လား။မျက်နှာရချင်လား။လူချစ်မှာမျက်နှာရချင်နံပါတ်1ဘာဖြစ်ရသလဲကျမ်းမာရေးကောင်းရကျမ်းမာရေးမကောင်းရင်လူချစ်မှာမျက်နှာမရဘူးဘာဖြစ်လို့သလဲဥပမာဆိုတော့ပတ်စံအများကြီးရှိတယ်ရုပ်ချောတယ်အရင်ရုပ်ချောတယ်ဒါပေမဲ့အဲ့ဒီကောင်မလေးမှာယောဂရှိနေလူချစ်မှာသွားလို့ရလားမရဘူးဒါဆိုကိုယ်ခန္ဓာကိုစောင့်ထင်ရဘူးလားစောင့်ထင်ရမယ်အတကုံစောအတကုံပြစ်လေ6စောနေလို့မရဘူးနော်ကိုယ်ခန္ဓာကိုထိမ့်နဲ့ထားရမယ်အမဆရာတော်ဟိုးတော့က2016မှာဖားကန်ဆေးရုံကိုသွားတယ်ဖားကန်ဆေးရုံမှာအရန်ချမ်းသာတဲ့လူတယောက်ဆေးရုံတက်တယ်ဒါပေမဲ့ကူးဆက်ရောဂါရှိတဲ့အတွက်ကြောင့်သူ့ကိုကူးဆက်အဆောင်မှာထားရတယ်ကူးဆက်တယ်ဆိုတာတယောက်နဲ့တယောက်ယောဂါရှိတဲ့ဟာကတယောက်စီကနေတယောက်စီကိုကူးသွားတာအဲ့လိုယောဂါရှိတဲ့လူကိုတီးတန့်ထားတယ်အဲ့လိုမျိုးရှိတဲ့လူကိုပတ်စံဘလောက်ရှိဘာဖြစ်လဲမျက်နှာမရအောင်အိုးကုဆက်ဆောင်မှာထားပြီးတော့သူကစိတ်ငြင်းနဲ့သူမိသားစုလည်းလာမကြည့်ဘူးအေဇက်ကြီးဆိုတဲ့အဲ့ဒီအဖွဲ့အစည်းတစ်ခုကပဲလာပြီးတော့ကြည့်တော့ပြုစုနေတယ်အဲ့တော့ကျွန်တော်တို့ကလူရှစ်မှာမျက်နှာရဖို့နဲ့ကျမ်းမာရေးကောင်းရမယ်ဟုတ်ပြီနော်ဓမ္မတစ်ချက်ကစိတ်င
နေစိတ်ထားကောင်းရမယ်နောက်တစ်ချက်ကဒီလိုကိုယ့်အကိုပိုင်းခြားနိုင်တဲ့ဉာဏ်ပညာရှိရမယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့ကျမ်းမာရေးကောင်းမွန်ရမယ်နောက်ဆုံးတစ်ချက်လူရှင်းမှာမျက်နှာရဖို့လည်းဘာလို့ရသလဲလူမှုရေးကောင်းရတယ်လေလူမှုရေးဆိုတာဘာလဲဆိုတော့တယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာတီးခံရတယ်ခွန်းလို့ရတယ်ကောင်းကောင်းမွန်မွန်ဆက်ဆံရတယ်ကျွန်တော်တို့လူဆိုတဲ့လူကလေကိုကကြတော့ကောင်းကောင်းဆက်ဆံအကန်ချင်းတယ်သူများကတော့ဘာဖြစ်လဲကောင်းကောင်းမဆက်ဆံအာကိုကြတော့မုံနှစ်ခုသုံးခုလို့ရှင်တယ်ဟုတ်တယ်မလားသူများကိုကြနည်းနည်းမှဖဲပြီးတော့မကြွေးရှင်ဒါမျိုးမဖြစ်ရဘူးခုမှမုံနှစ်ခုရှိရင်တစ်ခုလောက်ပြန်ပြီးတော့ပေးနိုင်ရတယ်အဲကြောင့်ကျွန်တော်တို့ကလူရှင်းမှာမျက်နှာရဖို့တဲ့လူမှုရေးလည်းကောင်းရတယ်တစ်ခါသွားရင်လည်းသူ့အိမ်မှာသူကောင်းမဆက်ဆံဘူးနောက်တစ်ခါသွားရင်လည်းကောင်းမအေးခံဘူးဆိုရင်တော့ဘူးမှအဲ့ဒီအိမ်ကိုသွားချင်ဘူးအဲ့ဒီလိုပဲတာတာမီတို့မှလည်းဘာဖြစ်လဲငယ်စဉ်ကလေးကအကိုရွေကိုအကိုအမရွေကိုအမညီမရွေကိုညီမကောင်းစွာလူမှုရေးမှာဆက်ဆံတတ်တဲ့သူကျမ်းမာရေးကောင်းမွန်တဲ့သူစိတ်နေစိတ်ထားကောင်းတဲ့သူနောက်ပြီးတော့တကယ်ပဲကျွန်တော်တို့ကကိုယ်တိုင်ဆုံးဖြတ်ပိုင်းခြားနိုင်တဲ့အသိဉာဏ်လေးတွေကျွန်တော်ရှိဖို့အတ္တမအရေးကြီးပါတယ်အဲ့လိုသာရှိမယ်ဆိုရင်ဒီမှာရှိတဲ့ကျွန်တော်တို့စမ်းရှင်ဝင်းမှာရှိတဲ့ကလေးသူငယ်တွေကတကယ်ကိုလူရှိဘုရားရှင်မှာမျက်နှာရပြီးတော့ကြီးကြီးခါမှာပညာတတ်ကြီးပြည့်ပြီးတော့နိုင်ငံကိုဥဆောင်နိုင်တဲ့သူတွေမိသားစုကိုဥဆောင်နိုင်တဲ့သူတွေဖြစ်လာမယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့အနေငယ်ပြောပြီးတော့လင်ငုံချုပ်ပါတယ်ရောက်စတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစေဟုတ်ပြီကျွန်တော်ခဏလေးခါလေးစတောင်းလိုက်တော့မယ်နော်ဘလို့လဲပါဟေးကျွန်တော်ဟုတ်ပြီအစီအစဉ်တစ်ခုလုံးအတွက်စတောင်းဖို့ဖြစ်တယ်စတောင်းပြီးရင်ကျွန်တော်တို့ဇာမဆိုင်းကြလက်ထင်ကိုအချိန်နာရီကိုအပ်ပေးမှာဖြစ်ပါတယ်လို့ခဏလေးစတောင်းဆက်ကအနိုင်ရအောင်